ဂျင်ဘေးတာသူ့လန်းသူရှောက်မယ်ဆိုရင်လူသားတွေနဲ့ငါးလူသားတွေကြားငင်းချမ်းရေးကိုဖော်ဆောင်ပြီးပင်လယ်ပြင်ကိုကာကွယ်ဆောင်ရှောက်ဖို့သူ့ရဲ့တာဝန်ကိုဆက်လက်လုပ်ဆောင်မှာပါဂျင်ဘေးဟာပင်လယ်ပြင်တစ်လျှောက်ကင်းလှည့်ရင်းပင်လယ်သားပြရန်ကိုတားဆီးပေးပြီးအကူအညီလိုနေသူတွေကိုကူညီပေးပါလိမ့်မယ်သူ့ရဲ့ခွန်အားနဲ့ပညာဉာဏ်တွေကသူ့ကိုပင်လယ်ပြင်ရဲ့အစွမ်းထက်တဲ့အဆောင်ရှောက်တစ်ယောက်ဖြစ်စေမှာပါကျိုးစုတစ်ခုလုံးကိုအန်နီရကနေကာကွယ်ဖို့ဂျင်ဘေးကသူ့ရဲ့ fishman career ကိုအသုံးပြုတာမြင်အောင်ကြည့်လိုက်ပါသူ့ရဲ့စူးစမ်းမှုတွေကလူမျိုးစုတွေကြားမှာမဟာမိတ်တွေနဲ့နားလည်မှုတွေကိုတိစောက်ပေးပြီးငြိမ်းချမ်းရေးနဲ့စည်းလုံးမှုကိုဖြစ်ပေါ်စေမှာပါဂျင်ဘေးရဲ့ခီးစဉ်ဟာစိန်ခေါ်မှုရှိတဲ့တိုက်ပွဲတွေတန်တမန်ရေးရာတာဝန်တွေနဲ့ကျင်နာတနာမှုတွေပြည့်နေနေမှာပါသူဟာလေးစားခံရတဲ့ပင်လယ်ပြင်အဆောင်ရှောက်တအူးဖြစ်လာမှာပါဦးစောတာတယောက်တည်းထွက်လာမယ်ဆိုရင်ကောသူအမြဲတမ်းဖြစ်ချင်ခဲ့တဲ့ရဲရင်နဲ့ပင်လယ်စစ်တီတော်ကြီးဖြစ်လာမှာပါဦးစောကကျွန်းတကျွန်းကနေတကျွန်းကိုလှည့်လည်သွားလာရင်းစထရာဝါတွေနဲ့အတူဖြတ်တန်းခဲ့တဲ့သူ့ရဲ့စွန်စားခန်းဇလန်းကြီးတွေကိုပြောပြပါလိမ့်မယ်သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့ဇလန်းပြောပြပုံတွေကတွေ့သမျှလူတိုင်းကိုဆွဲဆောင်နိုင်ပါလိမ့်မယ်ဦးစောဟာသူ့ရဲ့လက်ဖြောင့်စွမ်းရည်နဲ့စမ်းတစ်တဲ့ထောင်ချောက်တွေကိုအသုံးပြုပြီးရွာတွေကိုပင်လယ်ဓာတ်ပြတွေနဲ့တတဝါဆိုးတွေရန်ကနေကာကွယ်ပေးမှာပါရန်သူတွေကိုအနိုင်ယူဖို့အတွက်ပါနတ်တဲ့ခြုံခိုတိုက်ခိုက်မှုတွေနဲ့ပရိယေတွေကိုအသုံးပြုတာမြင်အောင်ကြည့်လိုက်ပါဦးစောရဲ့ရဲစွမ်းတတိဟာစိန်ခေါ်မှုတိုင်းနဲ့အတူတိုးတက်လာမှာဖြစ်ပြီးသူ့ရဲ့ဇလန်းတွေကသူ့တစ်ပါးကိုခွန်အားပေးပါလိမ့်မယ်သူ့ရဲ့ခီးစဉ်ဟာရဲရင်နဲ့စွန့်စားမှုတွေနှွေးထွေးတဲ့အခိုက်အတန့်တွေနဲ့ရေမောပျော်ရွှင်မှုတွေပြည့်နေမှာပါဦးစောဟာသူ့ရဲ့ပါနတ်မှုနဲ့တတိကြောင့်နာမည်ကျော်တဲ့ဒဏ္ဍာရီလာသူ့ရဲ့ကောင်းတစ်ယောက်ဖြစ်လာပြီးသူတစ်ချိန်ကစိတ်ကူးယဉ်ခဲ့တဲ့ဇလန်းတွေတိုင်းရှင်းတန်သွားမှာပါချော့ပါတာသူ့လန်းသူရှောက်မယ်ဆိုရင်ကဘာပေါ်မှာအတော်ဆုံးဆရာဝန်ဖြစ်ဖို့သူ့ရဲ့ရည်မှန်းချက်ကိုဆက်လက်အကောင့်ထဲပေါ်မှာပါသူဟာကျွန်းတီးတီးကိုတွားရောက်ပြီးစေပညာနည်းစနစ်အသစ်တွေကိုလေ့လာမယ်ရှားပါးစိဖက်ဝင်အပင်တွေကိုရှာဖွေမယ်သူ့ရဲ့ကြီးမားတဲ့နှလုံးသားနဲ့ဗဟုသုတအပေါ်မွတ်သိမ်းမှုတွေကသူ့ကိုရှေ့ဆက်စေမှာပါစေပညာမှာမယုံနိုင်စရာကိစ္စရပ်တွေကိုလှုပ်ဆောင်ဖို့ချော့ပါကသူ့ရဲ့ rumble ball အသွင်ပြောင်းလဲမှုတွေကိုအသုံးပြုတာမြင်အောင်ကြည့်လိုက်ပါသူဟာအန္တရာယ်ရှိတဲ့ယောဂတွေကနေလူနာတွေကိုအန္တရာယ်ပြုမဲ့ရန်သူတွေအထိစိန်ခေါ်မှုများစွာကိုရင်ဆိုင်ရပါလိမ့်မယ်ချော့ပါရဲ့ကျင်နာမှုနဲ့စေတနာတွေကြောင့်နေရာတိုင်းကလူတွေရဲ့ချစ်ချင်းနဲ့လေးစားမှုကိုရရှိမှာပါသူဟာကျင်နာမှုနဲ့ကျွမ်းကျင်မှုကြောင့်နာမည်ကျော်တဲ့ဒဏ္ဍာရီလာဆေးဆရာကြီးတူဖြစ်လာပြီးတကယ်ခွန်အားဆိုတာသူတစ်ပါးကိုဂရုစိုက်ခြင်းမှရှိတယ်ဆိုတာကိုသက်သေပြပါလိမ့်မယ်အဖွဲ့သားတွေလမ်းကွဲခဲ့မယ်ဆိုရင်ရောဘင်ဘာလုပ်မလဲသူမဟာရှေးဟောင်းသူတေသနပညာပေါ်ထားရှိတဲ့ဝါသနာအတိုင်းရှေးဟောင်းအပျက်စီးတွေနဲ့မေ့လျှော့ခံထားရတဲ့မျိုးတွေကိုတွားရောက်ပြီး Void Century ရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ပါလိမ့်မယ်ရောဘင်ရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ပြတ်သားမှုတွေကအန္တရာယ်ရှိတဲ့နယ်မြေတွေနဲ့ပြင်းထန်တဲ့အတားအဆီးတွေကြားမှာသူမကိုလမ်းပြပေးမှာပါအန္တရာယ်ရှိတဲ့အပျက်စီးတွေကြားတွားလာဖို့နဲ့ရန်သူတွေကိုတိုက်ထုတ်ဖို့သူမရဲ့ဟန်နဲ့နှုတ်မိုက်စွမ်းအားတွေကိုအသုံးပြုတာမြင်အောင်ကြည့်လိုက်ပါရောဘင်ဟာရှေးဟောင်းထောင်ချောက်တွေကနေတမိုင်းကိုမြုပ်နှံထားခြင်းနဲ့အစွမ်းထက်ရန်သူတွေထိအန္တရာယ်များစွာကိုရင်ဆိုင်ရမှာပါဒါပေမဲ့သူမရဲ့တည်ငြိမ်မှုနဲ့ထက်မြက်တဲ့ဉာဏ်ရည်ကအခက်အခဲမှန်သမျှကိုကျော်လွှားနိုင်စေမှာပါရောဘင်ရဲ့ခီးစဉ်ဟာရှာဖွေတွေ့ရှိမှုတွေနဲ့အသိဉာဏ်ပွင့်လင်းမှုတွေရှိနေမှာဖြစ်ပြီးကမ္ဘာသမိုင်းမှန်ကိုဖော်ထုတ်နိုင်တဲ့ရဲစွမ်းတတိနဲ့ထက်မြက်မှုကြောင့်ကြော်ကြားတဲ့ဒဏ္ဍာရီလာရှေးဟောင်းသူတေသနပညာရှင်တဦးဖြစ်လာမှာပါတိုက်ပွဲကြီးတစ်ခုအပြီးမှာဇိုရိုတယောက်တည်းထွက်ခွာသွားတာကိုမြင်အောင်ကြည့်လိုက်ပါကျွန်ုပ်တို့ရဲ့အနှစ်သက်ဆုံးဓာတ်သမားဟာကမ္ဘာအတော်ဆုံးဓာတ်သမားဖြစ်ဖို့အတွက်မစုံမနစ်စူးစမ်းပါလိမ့်မယ်သူဟာအယူတယောက်လိုလေ့ကျင့်နေမှာဖြစ်ပြီးသူ့ရဲ့စွမ်းရည်ကိုစမ်းသပ်ဖို့အတမဆုံးပြိုင်ဘက်တွေကိုလိုက်ရှာနေမှာပါသူ့ကိုအန္တရာယ်ရှိဆုံးနေရာတွေမှာအမြဲတမ်းတိုက်ခိုက်ဖို့အသင့်အနေထားနဲ့တွေ့ရမှာပါဇိုရိုမှာမပြိုလဲနိုင်တဲ့စိတ်သက်ရှိပြီးသူ့ကိုယ်သူအစွမ်းကုန်တွန်းအားပေးနေမှာပါဒါပေမဲ့ဇိုရိုဟာတမဖို့တစ်ခုတည်းကိုပဲကြည့်တာမဟုတ်ပါဘူးသူ့မှာဂုဏ်သိက္ခာရှိတဲ့စီကံတွေနဲ့ရွှေလိုနှလုံးသားရှိပါတယ်သူဟာကူအီနာကိုပေးခဲ့တဲ့ဂတိအတိုင်းအကူအညီလိုနေသူတွေကိုကူညီပါလိမ့်မယ်ပြီးတော့ထုံးစံအတိုင်းသူဟာလမ်းပြောင်းနေအောင်မှာပါသူဘလို့ရေစရာကောင်းတဲ့အခြေအနေတွေနဲ့ကြုံတွေ့ရမလဲဆိုတာစိတ်ကူးကြည့်နိုင်မလားဒါတွေအားလုံးကြားမှာပဲဇိုရိုဟာအမြဲတမ်းလှည့်လည်သွားလာနေတဲ့ပိုပြီးတမလာတဲ့ပြီးတော့သူ့ရဲ့မူဝါဒတွေအပေါ်အမြဲတမ်းသစ္စာရှိတဲ့စစ်တီတော်ကြီးအဖြစ်ရှိနေမှာပါကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗီဒီယိုကိုကြိုက်နှစ်သက်ရင် subscribe နဲ့ like လုပ်ပေးခဲ့ပါဦးနောက်မှပြန်တွေ့ကြမယ် peace